ကဲနောက်တစ်ယောက်ကျွန်တော်တွေ့ရကျွန်တော်ကြည့်အောင်ဘယ်သူလဲဟာဘယ်သူလဲမောရှေကျွန်တော်သိနိုင်တယ်အားလုံးမောရှေဟာဒီနာတောင်ပေါ်မှာတင်းပြီးတော့ဒီပညာတော်ဆယ်ပါးကိုယူပြီးဘုရားတကယ်ပြိညာဉ်ကိုယူတဲ့အချိန်မှာသူအောက်ကိုဆင်းလာတဲ့အခါသူ့ကိုသူမသိဘူးဒါပဲတကယ်တော့သူ့မျက်နှာကလင်းနေတော့ပါပဲဟာလူများကသူများမတွေ့ဘူးတဲ့ရောက်တွေ့လိုက်တဲ့အခါကျချောက်တက်လမ်းကြတယ်မကြည့်ရဘူးဒါကြောင့်မလို့ဒီသူ့မျက်နှာကိုဖုံးလိုက်တယ်ဖုံးလိုက်တော့သူ့မျက်နှာကတကယ်အမြဲတမ်းနေနေဖြစ်လာဒါပေမဲ့အမြဲတမ်းနေမှာမဟုတ်ဘူးဒီလိုကလေးတဲ့ရှိမှထွက်လာတိုင်းမျက်နှာကိုဖုံးခဲ့တယ်သူပြန်ထွက်တိုင်းအိမ်မှာသူ့ကမ်းမနေတိုင်းသူပြန်ဖွင့်ခဲ့ဒါပေမဲ့အဲ့ဒီမောရှေဟာဘာကြောင့်သူ့ရဲ့မျက်နှာတောက်သွားတယ်ဘာကြောင့်နင်းသွားတယ်ဘုရားခင်နဲ့အတူရှိတယ်လို့သူ့မျက်နှာတောက်သွားတယ်သူအတမန်လူသားလေလူတတ်သမားဒါပေမဲ့ဘုရားခင်နဲ့အတူရှိတယ်လို့သူဟာသူ့ရဲ့မျက်နှာမှာတောက်သွားတာပဲဖြစ်ပါတယ်အဲ့ဒါဟာကျွန်တော်တို့ထမြောက်ကြအခန်းကြီး30နဲ့29နဲ့ကိုရီဒုတိယစာဆောင်အခန်းကြီး9အငယ်9ကနေ16မှာကျွန်တော်ကြည့်ရှင်းနေပါတယ်။ကဲကျွန်တော်တို့ကဘာပေါ်မှာရေတကုံအမတမနာမည်ကြီးတဲ့ရေတကုံရှိတယ်နာမည်ဘာသူခေါ်လဲဘာခေါ်လဲလေကာရာ falls လေကာရာရေတကုံပဲဖြစ်ပါတယ်။အဲ့ဒါဟာနေကဲမှာရှုပ်ခင်းမဲ့ဖြစ်ပါကျွန်တော်တစ်ခါမှမရောက်ဘူးဒါပေမဲ့သူများကတတ်ပုံကျိတ်လို့ကျွန်တော်ဒီကားလာဆိုတဲ့အကြောင်းကိုကျွန်တော်မြင်ဘူးလေဒါမဲ့ကျွန်တော်ကိုယ်တိုင်မမြင်ဘူးတဲ့တတ်ပုံပါပဲအဲ့ဒါညနေဆောင်အချိန်မှာတွေ့ရတဲ့ချစ်ခင်းအဲ့ဒါမနဲ့နေထွက်တဲ့အချိန် sunset အဲ့လို sunrise မှာမြင်နိုင်တဲ့ရှုခင်းကျွန်တော်တွေ့ကြည့်အောင်မယ်အဲ့ဒါကြတော့နေဝင်တဲ့အခါမှာမြင်နိုင်တဲ့ရှုခင်းအယောင်ပြောင်းနေနော်ပုံစံပြောင်းမပြောင်းဘူးအယောင်ပြောင်းနေဒီထားမိနေနော်အဲ့ဒါကျွန်တော်ဒီနေ့ညမှာအဲ့ပြောချင်တာအဲ့ဒါကြောင့်ညမှာသူ့မှာဘာအယောင်မှပြုလို့မရဘူးတခြားအယောင်မရှိဘူးဆိုလို့ရှိရင်တခြားအလေးအယောင်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်သူမှတော့ပြုလို့မရဘူးတတ်ပုံဒီနိုင်လို့အကျိုးမရှိတော့ဘူးဒါကြောင့်မလို့အနည်းနာမှာအလင်းတော်မိရဲ့ညာတိထုံးပေးကြရတယ်။ဘာကြောင့်လဲ။နိဂါဖောစာသူ့ငကုံပကရိမာအယောင်ဘာအယောင်မှမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့လိုတော့ပိုင်းအယောင်ကိုတွေ့ရတာနေအယောင်ကြောင့်ဖြစ်တယ်။ဒါပေမဲ့နေအယောင်မှာသူ့အယောင်ကိုပြီးနေအယောင်ကိုပြန်ဟတ်တာသူ့အယောင်ကိုပြီးဒါကြောင့်မလို့နေရောင်မရှိရင်သူ့ရောင်ကြီးကတမျိုးပြောင်းသွားတယ်။နေရောင်ကြီးပြောင်းလာရင်နေတဲ့ဝေးလာတဲ့သူ့ရောင်ကြီးဝေးသွားတယ်။သူ့အရောင်ကပြောင်းသွားတယ်။ကဲမောရှိဟာလည်းဘုရားတကယ်နဲ့သူရှိတော့ကသူ့မျက်နှာတောက်ခဲ့။ဒါမဲ့သူတက်တာလုံးကသူ့မျက်နှာတောက်သွားတယ်။ဒီလိုဒီနော်ဂရိဖာမီနော်ဒီနေကရဟာလေနေကထိုးမှသူ့ရဲ့အယောင်ကတောက်ပါခဲ့တာဖြစ်ပါတယ်သူ့မှာလည်းကိုပြီးကိုအယောင်ရှိတယ်တကယ်ကြောင့်ကြီးဆိုတာဟာခရစ်တော်ဘုရားဖြစ်တဲ့ကြောင့်လို့ arise shine ထားပြီးတော့လေးတော့တင်ရအလေးဟာရောက်လာတယ်ကျွန်တော်ရဲ့အလေးဟာပါလေခရစ်တော်ဘုရားရောဒါဆိုလို့ရှိရင်ခရစ်တော်ဘုရားကကျွန်တော်တို့ကိုရောက်ပြန်နေအောင်ထိုးနေတဲ့အချိန်မှာကျွန်တော်တို့ရောက်ပြန်ဖတ်ပြီးတော့ခရစ်တော်ဘုရားမြစ်ွယ်မှာကျွန်တော်တို့ဘယ်လိုအသက်တာရှိအောင်ကဲခရိယန်အမှန်မှကောင်းတဲ့ခရိယန်တယောက်တမင်တရားဖို့ကြည့်ဒါပေမဲ့ဘုရားချမ်းမှာအရင်ဘူးတာတွေ့လိုက်အရင်ဘူးတာတွေ့လိုက်ဒါကြောင့်ဘုရားသူ့ရဲ့အယောင်ကြီးနဲ့သူ့ကိုမပြီးလို့လားဘယ်ဟုတ်လဲခရစ်တော်ဘုရားရဲ့အလေးရောင်ပါဘယ်နေရာမှာလဲကျွန်တော်တို့သွားချောင်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 းမှာပဲ
သွားတော့မြန်မာဆိုရှိတယ်ဗမာဦးရင်ဘာပြောလဲကျောင်းကျူကျောင်းကြားကရင်ဦးရင်ချောင်းကျူချောင်းကြားချောင်းကျူချောင်းကြားချင်းနေဦးရင်ချောင်းကျူချောင်းကြားဖြစ်လေမှမသိအဲ့တော့ဒီကနေ့မှာကျွန်တော်တို့ဘုရားသခင်နဲ့ဥပ္ပမေတိလို့ကျွန်တော်တို့တောက်နေပြီးတော့အကြည့်ရောက်သွားတဲ့အခါချမ်းသာတဲ့လူများဖြစ်နေလားအခက်မှကျမှကပိစရာဟာကိုစင်စရာကောင်းတဲ့နေပဲဆိုပြီးတော့ချစ်စရာကောင်းလိုက်တာဒါပေမဲ့အပြင်မှာကျတော့သူများရဲ့ကြံဖြစ်ဖို့သူများရဲ့စကားများဖို့သူများရဲ့တိုက်ဖို့အဲ့ဒါပဲကျွန်တော်စဉ်းစားမှဆိုရှင်ကျွန်တော်ကရောင်းချစ်စွာတကယ်ရှိတယ်ခုနကတော့မှတဲ့ခန်းကြီးငါအငယ်14မှာတင်တော့ခုနကတော့ကျွန်တော်တို့တရားဟောဆရာပါစတာလုံးဖိုင်ကအဲ့ဒါကိုထောက်ပြခဲ့ပြီတင်တော့လောကရဲ့အနေကြီးတယ်လောကရဲ့အနေဆိုတာတကယ်ရောင်ပြန်ဟပ်ဖို့မှန်တယ်လေပဲရောင်ပြန်ဟပ်ဖို့အလင်းဟာကျွန်တော်တို့ရဲ့နှလုံးထဲမှာမရှိဘူးဆိုလို့ရှိရင်နေကလိုပဲနေနဲ့ဝေးသွားရင်ဘုရားကျောင်းနဲ့ဝေးသွားရင်ဘုရားဆိုင်ဝင်သွားမယ်ဘုရားကျောင်းနဲ့အတင်းလူတင်းသားနဲ့ဝေးသွားရင်ကဲကစားဖို့လောက်ကစားတဲ့ဘက်မှာဝင်သွားမယ်ဘုရားတရားနဲ့ကျမ်းစာကိုမခံတော့ဘူးဆိုလို့ရှိရင်မကောင်းတဲ့ပြည်သစားမအိမ်မှာကျွန်တော်ရောက်သွားမယ်ကျွန်တော်တို့ဘုရားကျောင်းနဲ့ပြီးသွားပြီဆိုလို့ရှိရင်ချဲဆိုင်မှာရောက်သွားမယ်ကျွန်တော်တို့မှာတကယ်အလေးအောင်မရှိဘူးဆိုလို့ရှိရင်နေကားလိုပဲအယောင်မရှိဘူးဆိုလို့ရှိရင်အယောင်နဲ့မတွေ့တဲ့နေရာမှာမှောင်သွားနိုင်တယ်မဲသွားနိုင်တယ်ပြာသွားနိုင်တယ်ဝါသွားနိုင်တယ်အယောင်မျိုးမျိုးပြောင်းသွားတယ်ဒါပေမဲ့ခရစ်တော်ဘုရားကတော့ဘယ်တော့မှမပြောင်းလဲတဲ့အသက်တာမှာရှိနေတဲ့အတွက်ကြောင့်မလို့မနေယနေ့နောင်ကာလမပြောင်းလဲတဲ့ဘုရားသခင်ဟာကျွန်တော်တို့ရဲ့ဘုရားသခင်ဖြစ်ပါတယ်လောကမှာအလင်းရောင်အဖြစ်ရောင်ပြန်ကိုဖတ်ခဲ့မှုတဲ့လူကြီးအကြောင်းကိုကျမ်းစာထဲမှာကျွန်တော်နည်းနည်းပါးထောက်ပြပါမယ်ကဘာဝိချန်ခန်းကြီး39မှာယောသအကြောင်းကိုတွေ့ရှိရတယ်ယောသမှာခမည်းနဲ့ကျွန်တော်လိုပဲတာမန်လူသားတွေအောင်ဖြစ်ခဲ့ဒါပေမဲ့သူ့ရဲ့ဘဝသူ့ရဲ့ရာဇဝင်ကိုကျွန်တော်အားလုံးသိပါတယ်။ဒီနေ့သူ့ရဲ့ညီကိုမောင်မနာကသူ့ကိုရောက်စားလိုက်တယ်။ကျုံဖြစ်သွားတယ်။ကျုံဘဝမှာကြီးပြင်းလာပြီးတော့ဒီနေ့ကျတော့သူ့ရဲ့သခင်မကလည်းသူ့ကိုဖြားရောက်တယ်။အတူတူအဲ့ကိုဆွေခဲ့တယ်။အဲ့ဒီအချိန်မှာယောသဟာအလင်းရောင်သူ့မှာတကယ်ရှိတဲ့အလင်းရောင်ထုံးထောင်နေတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီကိလေသာစိတ်တွေတဏှာစိတ်တွေသူ့ရဲ့ယောက်ျားပြီးသားတဲ့လူတယောက်အနေနဲ့သူခံစားနိုင်ပြီလို့သူ့မှာတကယ်အလင်းရောင်ဖြစ်တဲ့ဘုရားသခင်ကိုပိုင်ဆိုင်ထားပြီးသားဖြစ်တဲ့ကြောင့်မလို့သူ့ရဲ့စုံစမ်းနှောက်ယှက်ခြင်းကိုပြီးကြီးလေးတော်ကြီးမားသောအလုပ်ကိုလုပ်ခြင်းအပြင်ဘုရားသခင်ရှေ့မှောက်မှာငါပါအပြစ်ကလောက်အပြစ်ကိုလုပ်နိုင်လေဆိုပြီးတော့ညင်းပင်နေခဲ့တာပါသူ့ရဲ့ခွန်အားကိုဘုရားသခင်တန်ရှင်ဘုံဝိနေတော်ခရစ်တော်ဘုရားရဲ့အလင်းတရားကိုဆွေးနွေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့ဟာအဲ့လိုပဲကိုယ့်ရဲ့မိဘများမရှိတဲ့နေရာကိုယ်နဲ့အသေးကိုယ့်ရဲ့အတင်းသူအတင်းသားများမရှိတဲ့နေရာကိုယ့်ရဲ့အတိတွေမရှိတဲ့နေရာမှာနောက်ွယ်မှာကျွန်တော်တို့ဘယ်လိုလုပ်ခဲ့ပြီလဲကျွန်တော်တို့ဘယ်လိုကြင်ကြံခဲ့ပြီလဲကျွန်တော်တို့ဘာတွေလုပ်ခဲ့ပြီလဲကိုယ့်ကိုယ်ကိုစဉ်းစားကြည့်တာပါတန်းမြင်လိုက်ရဲ့အဖို့၃ယောက်အကြောင်းကျွန်တော်ကြည့်တယ်ရုပ်တုစင်တုရှိမှာရှိခိုးတဲ့အတွက်ငကုကဒဇာမင်းကြီးကအမိန့်ပေးတယ်။ဒါပေမဲ့တခါတည်းဝတ်ပြုယုံနဲ့အသက်လွတ်ရာချမ်းသာရာရနိုင်ပေမဲ့တခါတည်းတကြိမ်နဲ့ဝတ်ပြုကိုယ်ွယ်ပြီးတော့အ
လွတ်ခြင်းနဲ့သူတို့ရဲ့ဘုရားသခင်အတွက်သစ္စာရှိအသေးခံဖို့ရတဲ့ရဲရင်ပြီးတော့တတိရှိခဲ့တဲ့အတွက်ကြောင့်လို့သူတို့ကြောင့်သူတို့ရဲ့နိုင်ငံဘာဘလုန်နိုင်ငံမတို့ပဲချမ်းနိုင်ငံတော့ဘာဘလုန်နိုင်ငံတော့မှာသူတို့ရဲ့ဘုရားသခင်ကိုပဲဝတ်ပြုကိုးကွယ်ရမယ်ဆိုတဲ့အမိန့်ကိုနေဘုခဒ်နေဇာမင်းကြီးကထုတ်ပြန်လိုက်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့အလင်းထွန်းတောက်တဲ့အလင်းမှာတခါလေလိုအပ်ဝင်မလို့သူတို့ဟာသစ္စာရှိတဲ့အတွက်ကြောင့်လို့အလင်းရောင်ထွန်းတောက်တယ်။အခုတော့မီဇိုရမ်မှာရေပန်းစားနေတဲ့ခရီးရန်တော်ထဲမှာရေပန်းစားနေတဲ့နေရာမျိုးရှိတယ်။အမျိုးသမီးတယောက်မီဇိုအမျိုးသမီးတယောက်အီဝရက်တောင်ထက်ကိုအိန္ဒိယနိုင်ငံကနေပို့စလဲနေတောင်တက်သွားပထမဦးဆုံးရောက်နိုင်တဲ့အဖွဲ့ထဲမှာမီဇိုအမျိုးသမီးတယောက်ပါပါတယ်သူဟာခရီးရန်တယောက်ဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ခေါင်းဆောင်တွေသူရဲ့ဆရာသမားတွေဟာတုံ့တော့မှာဟိန္ဒူဘာသာဝင်တွေဖြစ်နေတဲ့ကြောင့်လို့ဟိန္ဒူဘုရားကျောင်းထဲမှာတွားပြီးတော့ဝတ်ပြုကိုယ်ခိုင်းတယ်သူလည်းမဝင်လို့မမြင်မရဟိန္ဒူသူရဲ့ဆရာသမားတွေကတောင်တက်ခြင်းတဲ့လူတွေအတွက်ကောင်းကြီးမင်္ဂလာခံစားရလေအောင်ဆိုပြီးတော့ဒီလူဘုရားကျောင်းမှာတွားပြီးတော့ဆုတောင်းခိုင်းတယ်သူကလုံးဝဆုတောင်းတယ်ဒါကြောင့်လို့ခဏခဏဆုခံခဲ့တယ်ခဏခဏပြစ်ထောင်ပေးခံခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ performance ကကောင်းတဲ့အတွက်ကြောင့်သူ့ကိုမငြင်းပယ်နိုင်ဘူးနောက်ဆုံးတော့အိန္ဒိယနိုင်ငံကနေကိုယ်စလဲတွေထဲကတောင်တက်ဖွဲ့တွေထဲမှာအမျိုးသမီးပထမဦးဆုံးတောင်ထိပ်ကိုရောက်တဲ့သူတွေမှာသူ့တယောက်ပေါင်းခဲ့ပါတယ်။ဒါဟာအိန္ဒိယနိုင်ငံတော့ဝမ်းမှာတရေစာထဲမှာနေရာထဲမှာဖြန့်ဝင်တယ်။ဘာကြောင့်လဲသူရဲ့သစ္စာရှိတယ်။ကဲကျွန်တော်ဘာလို့မနေတဲ့လူရှိနေလဲ။တချို့အပေါင်းမရှိတဲ့လူရှိနေတယ်။တချို့စဘာမှာတချို့ကရမ်းမှာတချို့မိမချာမှာတချို့ချေရစမှာပူတူမှာကဲတော့တပိုင်မှာကျွန်တော်တို့ရဲ့အပြင်သူတင်းသားနဲ့မသက်ဆိုင်တော့တဲ့စားတော့ဆိုင်မှာသွားလို့တဲ့အခါဘာလို့ကြလဲကိုစဉ်းစားကိုယ့်ရဲ့လေးအောင်ဘယ်မှာထွန်းတိုက်အောင်လဲကိုယ့်ရဲ့လေးအောင်ဟာဘုရားကျောင်းမှာရောက်မှအလေးအောင်ထွန်းတောက်ဖို့ဒါပေမဲ့ကျွန်တော်တနေ့အဲ့ဒီတယောက်ရှိတယ်မကလေးကကျွန်တော်ရှိခေါ်လာခဲ့အဲ့ဒီတော့ဘာမှဩစတြေးလျကနေလာခဲ့ဩစတြေးလျကိုတော့ရောက်ခေါ်တော့တယ်ဆိုပြီးတော့ကျွန်တော်ကိုကူညီလာတော့တယ်အဲ့တော့သူကဘာပြောလဲဆိုလို့ရှိရင်ဟိုလည်းမရဆုံးနာခဲ့တယ်ကျွန်တော်ဘုရားကျောင်းမှာစကားစမြည်ပြောပြီးတော့အေးကျွန်တော်ဘုရားဘာသာတရားဖြစ်တယ်ဆရာခရီးရန်ဆရာတရားဟောဆရာတို့ဖြစ်ကျွန်တော်လေးသားတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်သူကပြောလိုက်စားတော့ဆိုင်မှာကျွန်တော်ဝင်ချင်းတဲ့ဘောက်ကလေဒီမို့ထောင်းနေအဲ့လိုကျွန်တော်လက်တွေကိုကားပြီးတော့ဟောနေတယ်နေရာကမှခရီးရန်ရဲ့ရက်သမားတွေကျွန်တော်တွေ့ခဲ့တယ်စားတော့ဆိုင်နေရာကမှကျွန်တော်တွေ့ခဲ့တယ်ခရီးရန်ရဲ့အလေးအောင်မှာဘယ်မှာထုံးတော့မှာလဲအရက်ဆိုင်မှာထုံးတော့မှာခရီးရန်ရဲ့အလင်းတရားမှာဤသစာမရှိတဲ့နေရာပတ်ဝန်းကျင်မှာလည်းထုံးတော့မှာခရီးရန်ရဲ့အလေးအောင်ကဲစမနဲ့တရားအလေးအောင်ဟာယောတာလို့လူသူမရှိတဲ့နေရာမိဘတွေနဲ့ကင်းကွာတဲ့နေရာမှာရောထုံတော့စရာအဲ့ဒါကဲကျွန်တော်မှစစ်မှန်တဲ့အလင်းတရားရတဲ့လူတွေရဲ့အကျင့်စာရိတ္တဖြစ်ပါတယ်သူတို့ကိုယ်၌မှာခုံအောင်မရှိပါဘူးတနေ့အမျိုးသမီးတူရှိအဲ့ဒီတန်းမှာစိုးပိတ်တဲ့သူ့မှာလေမရှိနိုင်ဘူးခဏမှကွဲပြီးတော့အခုကျွန်တော်ရဲ့ပုံပေါ်ဆိုလို့ရှိရင် living အတူတူယောက်ျားနဲ့နေခဲ့တယ်သူ့ယောက်ျားမဟုတ်ဘူးတကယ်တော့အဲ့လောက်စိုးပိတ်တဲ့အမျိုးသမီးတွေ့တော့ပြန်မယ်သွားဆိုတော့ဘာဖြစ်သွားလဲအဲ့မတမ်းမှစိုးပိတ်တဲ့အမျိုးသမီးဟာသူ့ရွာကိုသွားသူ့ရွာသားလုံးကိုဖြစ်တော့ပြားနဲ့တွေ့ဖို့ရတဲ့ခေါ်နိုင်တဲ့အမျိုးသမီးဖြစ်သွားပါတယ်အလေးရောင်ကိုကျွတ်တော့တယ်ဖြစ်တော့ပြားနဲ့တွေ့ဆုံပြီးတဲ့နောက်ဖြစ်တော့ပြားမှာရှိတဲ့အလေးတရားကိုရရှိခဲ့တဲ့အတွက်ကြောင့်မပြည့်စုံတော့လည်းပဲသူ့ရွာသားများတရွာလုံးကိုခေါ်ထုတ်ပြီးတော့အလေးရောင်ကျွတ်တော့တယ်
ကဲခင်ဗျာကျွန်တော်ပေါ့ကျွန်တော်မှာဘာဘယ်နေရာမှာရှိခဲ့လဲသူ့လိုကျွန်တော်ပြည့်စုံမှာကျွန်မပြည့်စုံမှာပြည့်ချင်မှာဖြစ်နေတယ်ဒါပေမဲ့နေရာတွေမှာအမတန်မှစိုးပေတဲ့ညစ်ပတ်တဲ့အမျိုးသမီးတောင်မှဘုရားခင်ရဲ့အေဝံဂေလိတရားကိုလေးတရားကိုထုံးတောင်းနေဆိုလို့ရှိရင်ခင်ဗျားနဲ့ကျွန်တော်ဟာဘုရားခင်ကိုတုံ့ပြန်ခြင်းကဲဒီနေ့ကြောင့်ယူဒလူမျိုးရဲ့အမတန်မှယွန်ရှာတဲ့လူမျိုးတစ်မျိုးရှိတယ်ဘယ်သူလဲဆိုလို့ရှိရင်ရှမာရိလူမျိုးတွေတဲ့ဒီနေ့ကြောင့်ယူဒလူမျိုးတွေရောဓမြတက်ခံခဲ့ရိုက်ခံခဲ့ရတဲ့လူကလေးလမ်းကိုလမ်းပေးမှာဒါနဲ့တရားပို့စရာတွေလာခဲ့တယ်ဒီကိုရိတ်တွေပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေလာခဲ့တယ်သူ့ကိုမကူညီခြင်းနဲ့ခဲ့တယ်ဒါဝိဝိကနေရှောင်သွားခဲ့တယ်ဒါပေမဲ့သူတို့အမတန်မှယူရှာတဲ့ရှင်မာရိအမျိုးသားပြောင်းလာခဲ့ဟာတွေ့လိုက်တော့ငါမိတာအဲ့မှာဘာလို့ကမှတွေ့ရလဲဆိုလို့ရှိရင်ရှင်လူကပြည့်နေကန်းကြီး30အငယ်33မှာရှင်လူတွေ့ရှိရတယ်အဲ့ဒီရှမာရိလူမျိုးကနေပြီးတော့ဒီမှာရှိတဲ့လူဟာသူသိတွေ့တဲ့လူလည်းမဟုတ်ဘူးရာဇဝမှုနဲ့ပတ်ရင်မယ်ဆိုတော့သူမစင်တော့ဘူးသူကြည့်ရပါတယ်ဒီလူဟာဘုရားခင်ဖြစ်တဲ့လူကအခုအကူကြီးလိုအပ်တဲ့အချိန်မှာငါမကူညီဘူးဆိုလို့ရှိရင်သူအသက်သိမ်းနိုင်တယ်ဆိုတာသိတဲ့အတွက်ကြောင့်လို့သူဘာမှနားမလည်ဘူးမပြောမစင်သားတယ်ဘူးမစင်သားတယ်လို့သူဘာလို့လဲသူဘာလို့လဲဆိုလို့ရှိရင်သူ့ကိုသူစုပြီးတော့တဲ့ခုံခါမှာစောင့်သွားပြီးသူ့ကိုတာပေးခဲ့တယ်အကျွေးနဲ့သူ့ကိုလုတ်ခဲ့သူ့မှာရှိတဲ့ကျွေးတွေတော့ငါဆက်ပေးမယ်ပြောခဲ့တယ်ကိုကြီးတော့မြန်မာနိုင်ငံကနေတနည်းကြားလိုက်မယ်ဒီမလေးရှားမှာ2000ပါမြန်မာပြည်သားရှိတယ်အဲ့ဒီထဲမှာဒုက္ခတွေဟာတောင်းပန်တဲ့ကြိုရှိတယ်အဲ့ဒီထဲမှာအခန်းခံတဲ့လူတွေမှာမြန်မာပြည်သူပြည်သားအခုထောင်ထဲမှာ1000ကျော်ရွေးမဲ့လူရှိတယ်ရွေးမဲ့လူကိုစောင့်ပြီးတော့ရွေးမဲ့အချိန်ရွေးတော့ရမယ့်အချိန်ကိုစောင့်နေကြတယ်ရှိတယ်ဆိုပြီးတော့မြန်မာပြည်ကနေတည်င်းထွက်လာခဲ့တယ်ဒီမျိုးသိရှိတယ်မြန်မာလည်းထားလိုက်တယ်ဟိုတနေ့ကကျွန်တော်စုံစမ်းလို့ထောင်ထဲမှာလူငယ်တယောက်ကိုတွေ့ဖို့အတွက်ဒီတနေ့ကကျွန်တော်ပြောခဲ့တယ်လူငယ်ကိုကျွန်တော်တွားတွေ့ဖြစ်ခဲ့တယ်သူ့မှာက9မိနစ်စကားပြောခဲ့တယ်ကျွန်တော်ကကြာတဲ့25မိနစ်စကားပြောခဲ့တယ်လေမြည်ရင်ပဲနဲ့သူ့အနေနဲ့ကသူထောင်ထဲမှာဘလောက်ဆင်းရဲလဲထောင်ထဲမှာဘလောက်ခံစားနေလဲဆိုတာကျွန်တော်ဝေထားလိုက်သူကမြည်ရင်ပဲနဲ့သူ့ရဲ့အဖြစ်အပျက်ကိုပြောပြခဲ့ကျွန်တော်အတင်းတော့ကိုတရားမိုးစရာတွေလက်စာပြီးဖို့ရဘုရားကြောင့်အကုန်ကြစီမရှိမှစိုးရတာတွေကိုခောက်ပေးနေအဲ့လိုထောင်ထဲမှာရှိပြီးတော့ဘယ်ယူစစ်မဲ့လူမရှိသူတို့ကိုရွေးမဲ့လူမရှိတဲ့လူတွေရွေးခွင့်ရအတွက်ကျွန်တော်တို့ရဲ့ကြောင်ပုံငွေကျွန်တော်တို့ရဲ့လူငွေတွေပုံလိုက်မယ်ဆိုလို့ရှိရင်တော့ကောင်းတယ်ထားတော့လင်းတော့ကျွန်တော်တို့ရဲ့အလင်းအောင်ဘယ်မှာကျွန်တော်တွားနေစရာထောင်ထဲမှာအကူကြီးမဲ့လူတွေထဲမှာကူကြီးမဲ့လူတွေရှိတဲ့နေရာမှာကိုယ့်ကိုရွေးမဲ့လူရှိတဲ့သူတွေအတွက်ကျွန်တော်တို့ရဲ့လူငွေတွေကျွန်တော်ခံစားရကောင်းကျိုးမင်္ဂလာကိုကျွန်တော်ဘယ်တော့အသုံးပြုလဲထားတော့လင်းတော့ကျွန်တော်ခံစားရကောင်းကျိုးမင်္ဂလာကိုလိုအပ်နေတဲ့လူတွေများများဆိုရှိတယ်ဘုရားဘာသာဝင်ရဲ့ဖွဲ့စည်းတွေတို့လုပ်နေတတိယကပြုကြတယ်ခရိယာတွေထဲမှာတတိယတွေရှိလို့လားကိုယ့်ရဲ့ပိုတဲ့ပုံငွေကိုစိုက်ဖို့မဟုတ်ဘူးအခုဒီလိုအတဲ့လူတွေကိုစားမဲ့အစားကိုဝတ်မဲ့အစားကိုပေးတာခရစ်တော်ဘုရားကဤအသေးငယ်ဆုံးသောလူတွေအပေါ်မှာလောရငါအပေါ်မှာလောက်တာလည်းဒီပဲပြောတယ်ချစ်တော်ညီကိုမောင်တော့အပေါင်းလို့တချို့တော့သူဟာတမင်းစားဖို့အတွက်မရှိတဲ့လမ်းဘေးမှာညောင်းပြီးနေတဲ့လူတွေများရှိတယ်တောင်းတဲ့လူတိုင်းလမ်းဘေးမှာအိတ်တဲ့လူတိုင်းကမရှိတာတော့ကျွန်တော်မပြောပါဘူး
ဒါပေမဲ့စဉ်းစားပါကိုယ့်ရဲ့လင်းဟာဘယ်မှာလင်းစေရမလဲကိုယ့်ရဲ့လင်းတရားကိုဘယ်မှာလင်းစေရမလဲဘုရားကျောင်းမှာလားမှန်ပါရဲ့ဒီတရားကကျွန်တော်ပြောခဲ့တယ်ကျွန်တော်ကျောင်းစာတင်ပြီးတယ်ပမာတရားဘုရားဘာပြောလဲဆိုလို့ရှိရင်အေးဆရာတို့ချင်းလူမျိုးတွေကျွန်တော်တော်ကိုချင်းလို့လေဘာကြောင့်လဲဥပ္ပနေရောက်လာတဲ့ခါတကယ်စင်းရတဲ့လူတွေတောင်မှစားစရာမရှိပါလားတွေ့ဒီခွင့်ထဲမှာဒီတောင်မှချက်ဖို့မရှိတဲ့လူတွေလို့ယူဆတဲ့လူတွေတောင်မှကောင်းသေးဆိုတဲ့ဥစ္စာတွေကိုလာပြီးတော့ပြောင်းပြောင်းပြကြတယ်ကြည့်ပါလားသူကစနေမှာနေရစနေမှာဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တင်နေချင်းလူမျိုးတွေခရိယန်ရှိတယ်ညမှာအကျဉ်းဘူးကြတာတောက်ကြတာစားကြတာတနင်္ဂနွေနေ့ရောက်လာတဲ့အခါကျတော့ဟာသူတို့ကကိုယ်အင်ဂျီလေးနဲ့လက်တိုင်လေးနဲ့စမကြကြပြောင်းသွားတယ်ရေရှိုးတွေကလည်းတော့ပြောင်းလုပ်ထားတယ်ကျွန်တော်စဉ်းစားတယ်ဥပဒေရောက်မှဘုရားတော်တော်တဲ့ခါမှမင်္ဂလာဆောင်ရှိတဲ့ခါမှအလေးအောင်ထွန်းတော့မှာလားခရစ်စမတ်နေ့မှာပဲအလေးအောင်ကိုကျွန်တော်ထွန်းရအောင်မလားဘယ်နေ့မှာကျွန်တော်ရဲ့အလေးအောင်မှာကျွန်တော်ထွန်းတော့နိုင်တယ်ချစ်တော်ခရိယန်ဒီကူမောင်မှာပေါ့လို့မလေးရှားမှာကျွန်တော်နေလို့ဗမာပြည်ကိုတော့ပြီးတော့တောင်းတရတဲ့ဗလေးကမလေးရှားမှာရှိတဲ့အကူအညီမဲ့လူတွေကိုကူညီရတာမှာကျွန်တော်တို့ရဲ့ဝတ္တရားမဟုတ်ဘူးလားကျွန်တော်တို့ထွန်းတောင်းရမယ်နေရကျွန်တော်တို့လုပ်ရမယ်အလုပ်တွေပုံလားဒီနေ့ခရစ်တော်ဘုရားကဤအတိတ်သိမ်ဆုံးအငယ်ဆုံးသောသူတွေအပေါ်မှာမင်းရဲ့လုပ်ရတာငါအပေါ်မှာလုပ်ရတာလည်းရှိတယ်ကျွန်တော်တို့ပြောလို့အဲ့ဒီအခါကျတော့ကျွန်တော်တို့ဘယ်ဘက်မှာသွားမလားညာဘက်မှာသွားမှာတနေ့ကတော့ခရစ်တော်ဘုရားတရားစင်မှာသွားတယ်သူများလာကြတယ်တော့ပိုင်းကိုစားနေတယ်တို့ထက်နေသူမွေးအခုအပေါ်ဆိုလို့ရှိရင်ယာကနာကြောင်ကနာပြည့်ချင်းပြည့်နေတယ်ပမာဒီမှာဆိုလို့ရှိရင်တစ်ထောင်ထည့်ရတာကလွယ်လွယ်လေးနော်ဒီမှာဒီမှာတော့တစ်ထောင်ပြထားတဲ့လူထည့်ရတော့တော့ပြည့်နေတယ်ကြာတယ်ဘာမှမချက်ဘူးနော်ဆယ်ဖို့ကိုလည်းပြီးရင်ပြီးတယ်အမှန်တမ်းပြည့်ကဲသူများတော့ထည့်တယ်အမေတော့ကြောက်တော့သူများမရှိခိုင်းမှာသူရဲ့အိမ်ထဲမှာရှိတဲ့ချီစုမဲ့စီလေးဒီငါးပြားနှစ်ပြားလေးကိုတော့ထည့်လိုက်တော့ရှက်တယ်သူများကြားမှာဆိုလို့ဒါပေမဲ့အကုန်လုံးကိုတီးတယ်တွတ်တော့ဘုရားသူအမေတမတီးနေတဲ့သူ့ရဲ့ဆက်ကချင်းကြောင့်အခုလည်းကျမ်းစာထဲမှာဒီဧဝံဂေလိတရားကိုဟောတဲ့နေရာတိုင်းမှာဒီအမျိုးသမီးရဲ့အကြောင်းကိုဟောကြားခြင်းခံရတယ်။ဘာကြောင့်လဲ။ဒီစိတ်ထဲမှာဘုရားသခင်အတွက်ပေးခြင်းနဲ့စက်ကခြင်းနဲ့ရှားပါသူ့ရဲ့ရှိစုမဲ့စုလေးသူစားမဲ့အရာလေးကိုထည့်လိုက်တော့အရာခတ်သိမ်းကိုသိတဲ့မြင်နေတဲ့တွေ့နေတဲ့ခရစ်တော်ဘုရားကသူ့ရဲ့နှလုံးသားကိုဖတ်လိုက်တော့ယောသားရဲ့နှလုံးသားထဲမှာဘုရားသခင်အလင်းရောင်ရှိတယ်။စမာရိလူမျိုးရဲ့စိတ်နှလုံးထဲမှာအလင်းရောင်ရှိပြီးတော့ထွန်းတောက်နေလို့ဒီအမျိုးသမီးရဲ့တင်းငယ်လုံးတဲ့အလုပ်ကိုခရစ်တော်ဘုရားကအတိအမှတ်ပြုခဲ့တယ်။ဟာလေလုယာ။ကျွန်တော်တို့ရဲ့နှလုံးထဲကထွက်လာတဲ့အရာဟာဘုရားသခင်ကိုယုံကြည်ပြီးခရစ်တော်ဘုရားရဲ့ကျေးဇူးတရားကြောင့်ခရစ်တော်ဘုရားကြောင့်ကျွန်တော်တို့လွတ်လာဆိုလို့ရှိရင်ကျွန်တော်တို့ထဲအတူဝေကဘလောက်ပဲနေနေဘလောက်ပဲများများဘုရားသခင်ရဲ့အလင်းတော်ဖြစ်စေမယ်။ယေရှုကြောင့်သာကျွန်တော်လုပ်တဲ့အလုပ်ပါဘုရားသခင်ပြင်ပါတယ်။ကြီးမားတဲ့အလုပ်ကိုလုပ်မှဘုရားသခင်ရဲ့အလင်းကိုထွန်းလင်းလာတယ်။ကြီးမားတဲ့အရာကိုမှအသုံးပြုပြီးဘုရားသခင်ကသူ့ရဲ့အလင်းရောင်ကိုထွန်းတောက်စေတာမဟုတ်ပါဘူး။ရှမာရိအမျိုးသမီးဒီပစာမယောက်ျားတော်မှမေရရမယူနိုင်တဲ့အမျိုးသမီး
မှာငယ်နေတဲ့အမျိုးသမီးဘုရားသခင်ကအသုံးပြုနေဆိုလို့ရှိရင်ခင်ဗျားနဲ့ကျွန်တော်ကိုဘုရားသခင်ကအသုံးပြုခြင်းခင်ဗျားနဲ့ကျွန်တော်ကိုဘုရားသခင်ကအသုံးပြုနိုင်တယ်ဟာလေလုယာကျွန်တော်တို့ဒီကနေ့မှာဘုရားသခင်ရဲ့ဘုရားမှာတစ်ဖက်သန်းကနေပါဝင်ခွင့်ရတာကျွန်တော်တို့ရဲ့ယေရှုကိုဘုရားသခင်ရဲ့ယေရှုကြောင့်ကရုဏာကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့တော့အမေရိကန်မှာကြီးရဲ့ပုံပေါင်းကြီးရဲ့သူရဲ့ကောင်းကင်စစ်သူရဲ့ပြောင်းရှိတယ်။တို့ကနေပြီးတော့သူရဲ့ရန်သူတွေကိုချိန်ဝါပြီးတော့ချိန်မောင်းပြီးတော့ကဲလိုက်စင်ခေါ်ပြီးတော့နော်တရားကျင်းစီကြံရတယ်ထွက်ခဲ့မနေ့ကโอเคဒါနဲ့ဘာမှမဟုတ်တဲ့တခါမှစစ်မစုံမဟုတ်ခဲ့ဘူးတဲ့တခါမှစစ်တပ်ထဲမှာစစ်တပ်ဘူးတဲ့ဒါဝိလေလူငယ်လေးဘဝသူနေတဲ့ကဒီသူရဲ့ကောင်းပုံအောင်နိုင်တဲ့သူကငါလို့ဘူးငါမရှိတဲ့ငါယုံကြည်တဲ့ဘုရားသခင်ကအောင်နိုင်တယ်ဘုရားသခင်ကသူ့ကိုအနိုင်ယူနိုင်တယ်ဆိုတာသိတဲ့အတွက်ကြောင့်လို့ယုံကြည်ခြင်းအပြည့်နဲ့အဲ့ဒီအမတန်မှကိုကောင်းကြီးတဲ့ကိုးပေကြော်ကြော်ရှိတဲ့ကိုးတဲ့ကိုချင်းကလည်းချင်းကလိုက်တော့သူအားကိုးတဲ့ဘုရားသခင်ကြောင့်သူယုံကြည်တဲ့ဘုရားသခင်ကြောင့်သူ့ရဲ့လှုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်ကသူ့ကိုအသုံးပြုတဲ့အတွက်ကြောင့်လို့အမတန်မှကြီးတဲ့ကိုးကောင်းဖြစ်ပေမဲ့သူ့ရဲ့ကိုးလို့ဆိုလို့နေကိုယ်တိုင်မရင်ဆိုင်ဝတ်နဲ့သူရဲ့ကောင်းစစ်သူရဲ့ကောင်းတရားကိုအောင်မြင်ခဲ့တာဘုရားသခင်ကသူ့ကိုအသုံးပြုလို့သူ့ရဲ့နှလုံးသားထဲမှာပြတ်တော့ဘုရားကိုယုံကြည်ပြီးဘုရားသခင်ကိုကိုးစားပြီးဘုရားသခင်ကိုပုံနှက်တဲ့ပုံအပ်တဲ့အတွက်ကြောင့်လို့ဘုရားသခင်ကသူ့ကိုအသုံးပြုတာပဲဖြစ်ပါတယ်ခင်ဗျားနဲ့ကျွန်တော်ပါကိုယ်နဲ့လို့အမတန်မှကြီးမားတဲ့လူကိုရင်ဆိုင်ခြင်းမှရင်ဆိုင်နေတယ်ခင်ဗျားနဲ့ကျွန်တော်ရင်ဆိုင်ရတဲ့ပြဿနာဟာဒါဝိရင်ဆိုင်တဲ့ဂိုလိယတ်တဲ့ကြီးခြင်းမှကြီးတယ်ဒါပေမဲ့ဒါဝိကဂိုလိယတ်ကိုအဲ့လိုအောင်နိုင်တယ်ဆိုလို့ရှိရင်သူ့ကိုအောင်မြင်ခွင့်ပေးတဲ့ရှင်ဘုရားခင်ဗျားကိုကယ်တင်တဲ့ကရုဏာနဲ့ပြေဝတဲ့ခရစ်ကိုဘုရားနဲ့ဖြစ်ပါတယ်ခင်ဗျားကိုအောင်မြင်ခြင်းကိုပေးနေပါတယ်ခင်ဗျားကိုတတိရှိအောင်ဘုရားခင်ကလုပ်ပေးနေပါတယ်ကဲအဲ့တော့တနေ့ကျတော့ဒါဝိရဲ့အပြုတ်ကိုကြောက်သူ့ရဲ့စိတ်ထဲမှာစိုးရုံရဲ့စိတ်ထဲမှာမနာလိုစိတ်ဝန်တူစိတ်မခံချင်စိတ်ပြင်းပြလာတယ်အဲ့ဒီအတွက်ကြောင့်လို့နတ်ဆိုးဝင်လာတယ်ကျမ်းစာမှာစိုးရုံမင်းနတ်ဆိုးလာဝင်လာတဲ့ခါကျတော့အင်္ဂလိပ်လိုကျမ်းစာထဲမှာဘာလို့လဲ prophesy လို့ခေါ်တယ်ပြောကြတယ်လုပ်ကြတယ်လုပ်ခဲ့တယ်အမှန်မှအရင်ရင်းနေလုပ်ခဲ့ဒါနဲ့သူရိယာတွေကိုသူတိတက်တဲ့လူတွေကိုရှားလိုက်တဲ့ခါကျတော့တိုးချောင်းသားလေးဖြစ်တဲ့ဒါဝိဒ်ကိုတော်ပြုတယ်ဒါဝိဒ်ကအဲ့ဒါဘယ်မှာတွေ့ရလဲဆိုလို့ရှိရင်ဒုတိယဓမ္မရာဇဝင်အခန်းကြီး7အငယ်50မှာတွေ့ရတယ်အခုကျတော့ပရမစာပရမရာဇဝင်အခန်းကြီး7အငယ်30မှာအဲ့မှာဒါဝိဒ်ကနေပြီးတော့စံတရားကိုတည်နေတယ်ဒီနေ့ဒီမှာဂီတာရှင်တွေ musician တွေရှိတယ်ခင်ဗျားတို့ရဲ့ဂီတာအတန်ကြောင့်ဘယ်သူစိတ်ကြောင်းလဲခွဲဘူးလဲခင်ဗျားတို့ရဲ့တူရီအတန်ကြောင့်ဘယ်သူစိတ်ချမ်းဒီခဲ့ဘူးလဲခင်ဗျားတို့ရဲ့ခံစားတဲ့ကောင်းခြင်းတွေငါကြောင့်စုကျေးဇူးကြောင့်ဘယ်သူများပြောင်းလဲခြင်းခံခဲ့ဘူးလဲဒီကနေ့အစိုးတော်တွေများကြီးရှိပါတယ်တခြင်းဆိုနေတဲ့လူတွေတခြင်းဆိုရတယ်ခင်ဗျားတို့တခြင်းဆိုတာဘယ်သူ့ကိုချင်းမွန်းတာလဲကိုချင်းမွန်းတာလားကျွန်တော်တို့ဂီတာတီးတာကိုချင်းမွန်းလားကျွန်တော်တို့ပြန်တော်တီးရတာကိုချင်းမွန်းလားကျွန်တော်တို့တရားဟောတာကိုချင်းမွန်းလားကိုချင်းမွန်းဖို့ဆိုလို့ရှိရင်ဘုရားအင်္ဂါမင်းတို့ကိုသင်ချတယ်ဆွဲချတယ်ဒါပေမဲ့ဒါဝိ
လူငယ်လေးကတီးလိုက်ကြတာဂီတာတီးလိုက်တဲ့အခါဆုံးနေရဲ့နတ်ဆိုးရဲ့ကြောက်သွားတယ်ဟာလေလုယာအဲ့ဒါဟာသူ့ရဲ့ဂီတာတန်ကြောက်ဘူးဂီတာတန်ကြောက်ဘူးဘုရားသခင်သူ့ရဲ့ဂီတာတိုင်းမှာသူဆိုတဲ့အခြေခံမှာဘုရားသခင်ပါနိုင်အောင်ပြတ်တော့ဘုရားရှင်မှာဆက်ကလို့ဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့မှာရှိတဲ့အတန်လေးကျွန်တော်တို့မှာရှိတဲ့ကျွန်တော်တို့ရဲ့လက်မှုပညာလေး music အတတ်ပညာလေးပါဘုရားသခင်အတွက်အသုံးပြုပြီးတော့ဘုရားသခင်တကယ်ကောင်းချီးပေးမယ်ဆိုလို့ရှိရင်လောကရဲ့အလင်းဖြစ်နိုင်ပါတယ်လောကအလင်းဖြစ်ပေါ်တဲ့ဒါဝိဒ်လေးဟာသူ့အနေနဲ့သူ့အသက်တာကိုဆက်ကတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီနေ့တော့ဒေနီလာဒူထောင်းပြီးတော့ဆမ်ဆာပဲရပောင်းတဲ့ဆက်ရလုံးလုံးရေရမ်းတော့စူတောင်းနေတယ်ခရစ်တော်ဘုရားကြတော့ရပောင်း40နဲ့ညအောင်40လုံးလုံးစူတောင်းတယ်ဘယ်သူအတွက်လဲသူ့အတွက်မဟုတ်ဘူးသူတန်းရနေမှာတော့မဟုတ်ဘူးအော်စီယာနေမှာတော့မဟုတ်ဘူးသူရဲ့ဘုပကာသနာအတွက်မဟုတ်ဘူးဒါပေမဲ့လောကသားများအတွက်ခရစ်တော်ဘုရားဆုတောင်းတယ်အဲ့လိုပဲတန်ကြီးကအခုဆုတောင်းပြီးတော့နေတဲ့အချိန်မှာ20ရက်လုံးဆုတောင်းပြီးပြီသူဘလောက်ခံစားခဲ့တယ်ဘာကြောင့်လဲသူ့အကြောင်းမဟုတ်ဘူးသူ့အတွက်မဟုတ်ဘူးသူ့အိမ်ထောင်ကောင်းအောင်သူ့မိမကောင်းရဖို့သူဆုတောင်းဘူးသူဟာစီစဉ်ဥစ္စာပျော်ပေါ်များဖို့သူဆုတောင်းတယ်သူเจ้าမကြီးအတွက်လည်းဆုတောင်းခြင်းမှာဆုတောင်းတယ်ဒါပေမဲ့အဓိကသူဆုတောင်းတာကသူ့ရဲ့လူများအပြစ်ကိုဝင်ချတောင်းပန်ပေးတယ်သူ့ရဲ့လူများကယ်တင်ဖြစ်ရဖို့အတွက်ကယ်ချွတ်ခြင်းရဖို့အတွက်ဆုတောင်းပေးခဲ့တယ်သူ့ရဲ့နှလုံးကိုသိတဲ့ဘုရားသခင်ကအမြဲတမ်းသူ့ကိုကြည်ပြီးတော့နောက်အမတမကြမ်းတမ်းတဲ့ဆိုင်လက်ဘုရင်ရဲ့နှလုံးသားကိုကြောက်ပြောင်းစီပြီးတော့ယူဒလူမျိုးတွေကြိုးဝါကနေမိမိနိုင်ငံကိုပြန်သွားပြီးတော့တယ်သူများအတွက်ခင်ဗျာဘယ်လိုဆုတောင်းပေးခဲ့ဘူးပါလဲသူတပါးလူမျိုးဖို့အတွက်တကယ်စိတ်နှလုံးထဲကဘယ်နဲ့ကြည့်ဒုက္ခပြီးတော့ဆုတောင်းခဲ့ဘူးလေသူတပါးချမ်းသာရေးရဖို့အတွက်ဘယ်နဲ့ကြည့်ညီညီမြတ်ဖက်နဲ့အစာရှောင်ပြီးဆုတောင်းခဲ့ဘူးလေစိတ်နှလုံးထဲကတကယ်စံတမ်းနဲ့ဘုရားကိုယုံကြည်ဖို့တဲ့ဆုတောင်းခြင်းဟာပထနာဟာဘုရားသခင်အတွက်အလင်းတရားလောကရဲ့အလင်းတရားဖြစ်ပါတယ်ဒီနေ့ကျတော့လူငယ်တယောက်ရှိပါတယ်ကျေးဇူးပြုအဲ့ဒီလူငယ်ကိုကျွန်တော်ရှေ့ကိုခေါ်ထုတ်ချင်ပါတယ်သူဟာတခြားလူမဟုတ်ပါဘူးဒီမနေ့တော့ကသူ့ရဲ့တက်တဲ့ခံချက်ကိုတစ်ချင်းအပြင်သူပြခဲ့ပြီးပါပြီမတူလူမျိုးလူငယ်တယောက်ရှိပါတယ်ကျွန်တော်အကြောင်းသူဟာကျေးဇူးပြုအောင်ဆန်းကျေးဇူးပြုတင်ဆက်မှာရှေ့ကိုကြွပါသူအထက်နဲ့ကျောင်းသားဘဝကလေးကအဆိုတော်ဖြစ်ပါတယ် FB ထဲမှာ YouTube ထဲမှာကြည့်လိုက်ပါအောင်ဆန်းတီချင်းဆိုတဲ့စာသားကိုရိုက်ပါသူ့ရုပ်ပုံကိုတွေ့ရနိုင်မယ်သူ့ရဲ့တချင်းဆိုတာလေးကိုအများကြီးတွေ့ရနိုင်မယ်သူဟာနာမည်ကျော်ခဲ့တဲ့မတူပြီးမျိုးမှာတော့လည်းပဲတနေ့သူ့ရဲ့ရင်နာမှုတွေအများကြီးသူ့ရဲ့ဘဝမှာရင်ဆိုင်ခဲ့ရတယ်အဲဒီတွေ့ကြောင့်လို့သူ့ရဲ့ရင်နာမှုတွေတွေ့ကြောင့်ရက်သမားဘဝမှာရောက်သွားခဲ့တယ်ဆိုပြီးဆိုတဲ့လူတော်တွေမှာသူရောက်သွားခဲ့ပါတယ်သူတက်တဲ့ခံချက်တွေဒီနေ့ကျွန်တော်သူ့ကိုမပြောခိုင်းပါဘူးတခြင်းအားဖြင့်ဒီစုံခိုင်းမှာဖြစ်ပါတယ်ဒါပေမဲ့သူ့အကြောင်းကိုကျွန်တော်နည်းနည်းတင်ပြချင်ပါတယ်အဲ့တော့စိုးပင်ပြီးတော့ဒီမလေးရှားမှာနေတာတောင်မှသူ့မှာနေစရာမရှိရတော့စိတ်ရှိနေတော့စိုးပင်ရတဲ့ကိုကြောက်ပါသူဟာအခုတော့လူမျိုးဖြစ်ပေမဲ့တစ်ချိန်လုံးကကျင်ညာပေါ်ရှိတယ်သူရဲ့ကျင်ညာပေါ်ဟာ
ပြောကောင်းဆိုကောင်းသစ္စာကောင်းတယ်သူရင်နာမှုအများကြီးခံစားနေပြီးတော့အယက်သမားဘဝရောက်သွားခဲ့တယ်စိုးတယ်စုခဲ့တယ်ဒါနဲ့သူ့ရဲ့ညီကိုမောင်မတွေရှိတယ်အခုကျွန်တော်ရဲ့ကင်မရာမန်အာဖရက်ဒိုဟာနာတို့သူ့ရဲ့အပေါင်းအသင်းတွေကိုဘုရားတရားကိုမြင်နာနဲ့ပေါ်ကြပြီးခဲ့တယ်ဒါနဲ့ဒီနေ့သူ့မှန်တရားမှာလည်းရပါတယ်စိတ်လုံးလုံးကြောင်းတဲ့ကောင်ပါခဲ့တယ်ကျွန်တော်ဘုရားကျောင်းမှာကျွန်တော်သူ့ကိုသင်ချင်းပြီးတယ်သင်ချင်းပြီးတော့သူ့ရဲ့သင်ချင်းပုံကိုကျောင်းရဲ့ပုံကိုအဲ့ဒီထဲမှာတင်လိုက်တော့သူရဲ့လူမျိုးတရားဟောဆရာတယောက်ကအဲ့လိုတင်မှကျွန်တော်နဲ့ခင်ခဲ့တယ်တရားဟောဆရာတယောက်ကကျွန်တော်ကိုပြောဆက်တယ်အလုံးပါစတာပြက်ကဟုတ်ကဲ့ကျွန်တော်ပါစတာပြက်ကအေးကျေးဇူးတင်ပါတယ်ခင်ဗျာအောင်စားကိုပြချင်းပေးတယ်ဟုတ်တယ်ကျွန်တော်ပေးပါတယ်ခင်ဗျာတတိထားမောဟုတ်လားဘာကြောင့်လဲသူဟာလူစုလူမိုက်သူဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ်ဘူးဘာကြောင့်ခင်ဗျာသူ့ကိုပြချင်းပေးရလဲမနေ့ကတစ်ဖက်ခါမှာသူ့ရဲ့ဓမ္မဖြစ်အောင်နဲ့သိကြတယ်သူတော့ဆိုးတယ်ဆိုတာပြီးဆုံးတော့ငါတို့ပါကျွန်တော်ပြောလိုက်အဲ့တော့ကျွန်တော်ဗာပြောလဲဆိုလို့ရှိရင်ကျွန်တော်ငြိမ့်နေသူ့အကြောင်းကိုကျွန်တော်သိတယ်ကျွန်တော်ဘုံဘုံနေနော်ဘယ်လိုပြောလဲဒါပေမဲ့အဲ့ဒီတရားဟောဆရာကိုကျွန်တော်ပြန်ပြောလိုက် God can do everything ကျွန်တော်ပြောလိုက်ကျွန်တော်အင်္ဂလိပ်လိုပြမပြောတာသူကကျွန်တော်အင်္ဂလိပ်လိုမတော့တစ်ခေါက်ပြန်ပြောလို့ကျွန်တော်လည်းအင်္ဂလိပ်လိုမတော့တစ်ခေါက်ပြန်ကြည့်ရဘုရားခင်တတ်နိုင်ကျွန်တော်ပြန်ကြည့်လိုက်ပြန်ကြည့်လိုက်တော့အဲ့ဒီနောက်အကြောင်းကိန်းမှာကျွန်တော်အတင်းတော်မှာဘုရားသိတော်မှာတစ်ချက်ဆုံးပြီးတော့ကိုယ့်ရဲ့တက်တဲ့ခံချက်တွေပြောကြတယ်ဒါပေမဲ့ဒီနေ့တော့ကျွန်တော် FB ထဲမှာသူနဲ့ကျွန်တော်နဲ့ friend ဖြစ်လို့ကျွန်တော်တွေ့လိုက်တော့ဟိုကစိတ်လိုက်နဲ့စိတ်လိုက်ကိုတွေ့ရတယ်ဘယ်တော့လဲမှာလာညာကမှာမသိဘူးလေညိုးကြားထဲမှာထားပြီးတော့တပ်ပုံချိုင်တင်လိုက်ဟောနေ့တနေ့တော့ကျွန်တော်သူ့ကိုနှစ်ချင်းခံခဲ့တရားဟောဆရာတရားကသူ့ဘယ်တော့မှပြောင်းနေမှာမဟုတ်ဘူးသူကလူဆိုးလူမိုင်းဆိုပြီးတော့ကျွန်တော်ပြောနေတာဟာတကယ်ဟုတ်တယ်လားသူကစိတ်ကမှာပြန်လို့ဟုတ်တယ်ကျွန်တော်စတောင်းခဲ့တယ်ဒါပေမဲ့အဲ့ဒါဟိုတော့သူ့ရဲ့ဘဝဆုံးတော့သူ့ရဲ့ဘက်ကိုသူပြင်လာတယ်အခုမှပြင်လာဖြစ်ပါတယ်အခုသူဆိုလို့ရှိရင်ဘုရားရဲ့အတွက်တက်ရှင်ဝင်အတွက်တခြင်းများကြီးဆက်ဆုပ်ခဲ့တယ်တခြင်းများကြီးရေးခဲ့တယ်သူကိုယ်တိုင်လည်းဆုပ်ခဲ့ပါတယ်ဒီနေ့မှာသူ့ရဲ့ပြောင်းလဲတဲ့အသက်တာကိုတက်တည်ခံဖို့အတွက်ကျင့်စဉ်မှာကျေးဇူးကြီးမျက်စိနဲ့ရှင်းပြီးကျင့်စဉ်မှာအဲ့လိုအောင်ဆောင်တဲ့ကိုဘုရားတခင်ကဒီပုံမှန်ရောက်သူပြည့်စုံတာမဟုတ်ပါဘူးကျွန်တော်တို့အတွက်ဆုတောင်းပေးမယ်ဆုတောင်းပေးပါကျွန်တော်တို့အကြားထဲမှာအောင်ဆောင်လို့ကိုယ့်ရဲ့စိတ်ရိုက်ဟောင်းကိုယ့်ရဲ့အကျင့်ဟောင်းအယက်သမားစိတ်သမားကိုယ့်ရသမားအစားတော့ပါဖြင့်ကျွန်တော်တို့ရဲ့တဏှာစိတ်ဓာတ်အဖြစ်ခိုးခြင်းနဲ့လောဘစိတ်အဖြစ်ရည်ရည်ခြင်းအဖြစ်စိတ်ဆိုးခြင်းအဖြစ်ရန်တွေ့ခြင်းနဲ့စိတ်သဘောထားနဲ့စိုးမိုက်တဲ့သူတွေဘယ်ရောက်ရှိပါလဲဘုရားတခင်က on ဆန်းကိုအဲ့လိုကဲတင်နိုင်တယ်ဆိုလို့ရှိရင်ကဲချွတ်နိုင်တယ်ဆိုလို့ရှိရင်ကဲနှုတ်နိုင်တယ်ဆိုလို့ရှိရင်ဘုရားတခင်ကခမည်းနဲ့ကျွန်တော်ကိုကဲတင်နိုင်တယ်ကဲချွတ်နိုင်တယ်ကဲချုပ်နိုင်တယ်ဘုရားတခင်ကခပ်သိမ်းသောတရားကိုတတ်နေတဲ့အရှင်ဘုရားဖြစ်ကဲဆက်လက်ရှိပါPara poder ayudar a tratar isso, nós irmãos, eu tive um negócio lá sobre o tratamento de dar comigo, vai ter lá no Alonso. Agora, do senhor, lá onde na pau, agora não tinha do senhor, mas eu quero. Eu não vou ver. Do senhor, para dar isso, não dá, eu não ia falar.ကျွန်တော်တို့ကျွန်တော်နာမည်ကြီးတဲ့ Michael Jackson အဲ့လိုကားချင်တယ်အဲ့လိုပြင်မယ်လို့ကျွန်တော်အဲ့လိုဒီမှာလာခဲ့တယ်ဒါပေမဲ့
ကျွန်တော်ဒီ next တော့ရောက်လာတာဒီ 7 day မှာကျွန်တော်ဒီချိန်မှာဘာရည်ချက်မှမရှိခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ကောင်းရေးချက်ဒီနေရာကိုဆောင်ဖြစ်နေပါတယ်ဘုရားကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ရှင်းနေပေါ်နေစပြီးကျွန်တော်တို့ချင်းကျွန်တော်တို့ချင်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲမှာတော်ဝိကိုကိုနဲ့ကိုရင်ဆိုင်မဲ့နေနေအောင်ရှိပါတယ်စိတ်ကိုပူပါနဲ့ဘယ်တော့ဘုရားကငါဟာအလင်းအောင်ဖြစ်ဒီဒီကဒီတကုံနေကြတော့သူတို့ကိုယ်တိုင်မှာအလင်းအောင်ရှိဒီလင်းအောင်ကိုထွန်းတော့ရောင်ပြန်ဟိုက်တော့ပဲရှိတယ်ကျွန်တော်တို့ရဲ့ရောင်ပြန်ဟိုက်တဲ့နီးကြတော့အလင်းအောင်မရှိရင်လည်းဘုရားကျောင်းနဲ့မနီးရင်လည်းထိုးတောင်းရမယ်အလင်းအောင်မှာကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့အတွက်ကြောင့်ရှင်ဘုန်းကြီးက I can do everything ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်အကုန်လုံးကိုလုပ်နိုင်တယ်
ပါဘူးတို့တော်လည်းပဲကျွန်တော်တို့ရဲ့အခက်အခဲဟာဘုရားရဲ့မေတ္တာတော်ကကရုဏာကျေးဇူးတော်ကကျွန်တော်တို့ရဲ့ခံစားနေတဲ့အခက်အခဲကိုအကုန်လုံးကျော်သွားစေတယ်အောင်မြင်စေတယ်ကျွန်တော်တို့မှာဆင်းရဲလို့စိတ်ဒုက္ခရောက်တာလားကျွန်တော်တို့မှာယောဂဝေဒနာရှိလို့စိတ်ဒုက္ခပူဆွေးဒုက္ခရောက်နေတာလားမပူပါနဲ့ဘုရားသခင်ဟာကျွန်တော်စိတ်ထဲမှာကျွန်တော်ရဲ့နှလုံးသားတဲတာသားထဲမှာရှိတယ်ဆိုလို့ရှိရင်ယေရှုကြောင့်ကျွန်တော်အသက်ရှင်နေတယ်ယေရှုကြောင့်ကျွန်တော်ဘုရားသခင်ကိုချီးမွမ်းနိုင်တယ်ယေရှုကြောင့်ကျွန်တော်ဘာဝအသက်ကိုရနိုင်တယ်ဟာလေလုယာအဲဒီခရစ်တော်ဘုရားကိုယုံကြည်မှဆိုလို့ရှိရင်ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်ကိုယ်နဲ့မဆောင်နိုင်ဘူးဆိုတဲ့ပြဿနာဟာခရစ်တော်ဘုရားဖြေရှင်းပေးလိမ့်မယ်ကျွန်တော်အလုံးမရှိကိုလုံးမရဘူးဆိုတဲ့ပြဿနာခရစ်တော်ဘုရားဖြေရှင်းပေးလိမ့်မယ်ကျွန်တော်ရဲ့မိသားစုတွေထဲမှာကျွန်တော်ခွင့်မလွတ်နိုင်ဘူးဆိုတဲ့ပြဿနာခရစ်တော်ဘုရားကကျွန်တော်ကိုခွင့်လွတ်နိုင်တဲ့တကူပေးလိမ့်မယ်ကျွန်တော်ကိုတနာချင်တဲ့နှလုံးသားကိုပေးလိမ့်မယ်ကိုပြဿနာတွေကိုဘုရားသခင်စီမှာကျွန်တော်ကဲဆက်ကပ်ပြီးတော့ကျွန်တော်ဝတ်သားမစားတာဟာစနေသေးဖြစ်လို့မဟုတ်ဘဲနဲ့မိဘတွေကိုကြောက်လို့မဟုတ်ဘဲနဲ့တစ်ချိန်လုံးကအခုဒီလောကစားနေတဲ့ဆောင်းခရစ်စတန်မတူပဲဘာလို့မတူလို့ကျောင်းသူမျိုးဆောင်းခရစ်စတန်တရားစနေသေးဖြစ်တော့သူတဲ့ခံသွားတာအဲ့ဒီတော့သူရတင်လိုက်ရတာတွေ့ရနော်ကျွန်တော်သူ့ကိုတနာတယ်အပြစ်မတင်ဘူးပါရဲ့သူ့ဘုရားဆောင်းပေါ်မှာခရစ်တော်ဘုရားကိုတည်လို့အမှန်တရားကိုတည်လို့အမှန်တရားကိုသိပဲဘုရားဆောင်းရင်ဝင်တော့ဝင်ပို့ဖြစ်မှာဟောအမှန်တရားခရစ်တော်ဘုရားမင်းရဲ့နှလုံးသားထဲမှာမရှိဘူးဆိုရှင်ဝတ်သားမစားတာအမှန်တမ်းဝင်တော့ဝင်ပို့မှာဖြစ်မှာဟောမင်းနှလုံးသားထဲမှာခရစ်တော်ဘုရားမရှိဘူးဆိုရှင်မယုံကြည်ဘူးဆိုရှင်ခရစ်တော်ဘုရားရဲ့တည်ခြင်းကျေးဇူးတရားမရှိဘူးဆိုရှင်အရေးမတော့တာဟာအမှန်တမ်းခဲ့တဲ့နေရာဖြစ်မှာပေါ့ဒါပေမဲ့အောင်ဆောင်လို့ပြောင်းစမာရီမျိုးသမီးလို့ပြောင်းစမာရီလူမျိုးတွေလို့ပြောင်းမုဆိုးမလို့ပြောင်းခရစ်တော်ဘုရားသူ့ရဲ့နှလုံးသားထဲမှာရှိတဲ့လူတွေဟာငါဟာအလင်းရောင်ဖြစ်တယ်မင်းတို့ကလောကရဲ့အလင်းဖြစ်တယ်ရောင်ပြန်ဟိုက်ရောင်ပြီးမကဘဲနဲ့မင်းတို့မှာအလင်းရှိတယ်ဘာအလင်းလဲငါအလင်းကိုမင်းတို့ကငါပေးတယ်နေကရန်လို့အလင်းရောင်ကထိုးမှအလင်းရောင်ကထိုးမှတောက်ရမှာမဟုတ်ဘူးအရက်ဆိုင်မှာပဲဝင်းအဲ့လိုလေညှိုးထိုးတာနဲ့ပါတဲ့ထဲမှာမပါအောင်ဘုရားသူကခင်ဗျားကိုခမပေးတယ်ခင်ဗျားတမဲ့ခြင်းနဲ့စိတ်ရှိလာရဲ့ကရောတာလို့မကောင်းတဲ့ယောက်ျားတွေကမကောင်းတဲ့မိန်းမတွေကစုံစမ်းနောက်ရက်တွေကခင်ဗျားခံနိုင်ရင်မဘုရားတည်အတွက်အလေးရောင်ကိုထွန်းတောက်နေတဲ့ခွန်အားကိုဘုရားတည်ပေးတယ်ဘုရားတည်မှာကျွန်တော်တို့ရဲ့အစစအရာရာမှာကျွန်တော်တို့ရဲ့ခွန်အားအရှင်အလေးရောင်ဖြစ်ပါတယ်အဲ့ဒီကြောင့်ဘုရားတည်စီမှာမိမိကိုစက်ကပါဒါမဲ့အဲ့မှာARNစီဝေးပြန်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တရားဟောတဲ့အပွင့်ရင်းရရင်အဲ့ဒီချိန်မှာကျွန်တော်မြင်ပြတာကျွန်တော်မှာအချိန်ကိုပါမှန်ပါတယ်ဘုရားဒီမှာဒီမှာလို့ကောင်းကြီးချပေးပါစေအာမင်အားလုံးခေါ်ရကြပါလားကျွန်တော်တို့ပါစနာပြောသွားတဲ့အတိုင်းကျွန်တော်တို့ရောက်တဲ့နေရာမှာကျွန်တော်တို့ရဲ့အင်းထွေးလင်းဖို့အပြေတော်တယ်ဘုရားခင်ကကျွန်တော်တို့အပြေတော်မယ်ဆိုရတဲ့ဒီလိုဒီမှာလည်းကျွန်တော်တို့ချင်းနံပါတ်1ကျွန်တော်တို့ဆောင်းလို့ကျွန်တော်တို့ဒီကအောင်ဆောင်းရတာလေးရှိမှလာပြီးတော့ဥဆောင်ပေးတော့ပါ
တော်ရှင်ဒီတာအလင်းဖြစ်ပါတယ်ကျွန်တော်မျိုး၌ကိုလိုရှင်ပါရှိပါကကျွန်တော်တို့ဒီလေလောကဤအလင်းဖြစ်ကြောင်းကျွန်တော်မျိုးတို့သိရှိရပါတယ်ဂျေဇုတော်ချီးမွမ်းပါတယ်အဖမြတ်စွာဘုရားကျွန်တော်မျိုးတို့ဒီမပြည့်စုံတော်လည်းပဲကိုလိုရှင်အလင်းရောင်ဒီလောက၌ထွန်းတောင်းနိုင်စေနိုင်သောအခွင့်အရေးကိုပေးတော်ကြောင်းကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်မျိုးတို့အထက်၌မိမိအပြစ်၌အမှုအလဲခံတော်သူများရှိပါကအောင်မြင်ခြင်းအသက်တာကိုရရှိဖို့အတွက်ကိုရောရှင်ကိုယုံကြည်ပြီးကရုဏာကျေးဇူးကြောင့်ကယ်တင်ခြင်းတရားကိုခံစားပြီးခွန်အားရရှိတဲ့ဒီလောကအလင်းဖြစ်နိုင်ဖို့အတွက်ကျွန်တော်မျိုးတို့၌ရှိသောပြတ်နာလုံးစုံသောဖြည့်ရှင်းပိုင်ရှင်ဖြစ်သောခရစ်တော်ဘုရားကိုစက္ကနိုင်သောခွန်အားကိုကျွန်တော်မျိုးတို့အားပေးနာတော်ပါကျွန်တော်မျိုးတို့ဒီလောကရဲ့လင်းဖြစ်ပြီးမိမိအိမ်၌တော်၎င်းမိမိမိသားစုတွင်၌တော်၎င်းအပေါင်းအသင်းများနှင့်အပေါင်းဖော်များတွင်၌တော်၎င်းကပ္ပတော်၌အလင်းများအလင်းရောင်ဖြစ်စေနိုင်ဖို့ရအတွက်ဘုရားသခင်မြတ်တော်တာတော်ခရစ်တော်ဘုရား၏ကရုဏာကျေးဇူးတော်သစ္စာတရားနှင့်တန်ရှင်သောဝိညာဉ်တော်၏ကောင်းကြီးမင်္ဂလာလမ်းပြပို့ဆောင်ခြင်းဖြာလို့သည်ကျွန်တော်မျိုးတို့အားလုံးပေါ်၌ယနေ့မှစ၍ကဘာအဆက်ဆက်တည်ရှိပါစေတော့အာမင်
Mano Yeshuka, they know single to one change in the Avenue go to the Jalo, Makulay of the Jalo, Lava E. and on my Nesia Kan Yashi, don't hold in the hotel, or Pino Arma, your name. You know, Nesia Yaku, yes, in China, Makuayaki, Nadi Toy, you know, Nesia Yaku, yes, in Pima, the Pala Yui. Now she had them like in local, she's in China. In local, what time don't they say you need to meet the job? That's all the work and so I don't know. They want to try you go on mark. Young thing I will be asking from each other will say. They are both on low, so they are in the COG. Now, so program in there, when you have a start, even a some school lesson, if I service, then you can see cheap passion, or some little job, that's what you say. You know, so program I let passion to Shibuya, to Tamaki, or to there. To do Sasa, to run in there, to do all of Bangladesh. In only net, alo, a to do this with Jamie. PAC in on Roma, Yashi, only a barrier, to alo, don't know. You should be a man, little email, Piro, ZAC, in on night, Yashi, only a barrier, so Piro, don't know, this will Jamie, little TV, I'm a game. Piro, SAC 4, 9, Yashi, only a barrier, so Piro, alone. Nếu nhau đi đó, không nào đưa sự đi đó, mình đến đấy. Nào xong mà, cái gì, con ấy đã chỉ không nhận bài sự đi đó, đưa sự trả đi đó, mình đến đấy. Prozo này đấy, PSC tên là giá trị có nhận bài, PSC tên là giá trị có nhận bài, PSC tên là giá trị có nhận bài. ZAC, in the ZAC in online flashing on your body. ZAC in online flashing on your body. ZAC in online flashing on your body. SAC in online flashing on your body. SAC in online flashing on your body. SAC in online flashing on your body. LAC in online flashing on your body. LAC in online flashing on your body. LAC in online flashing on your body. Kujaro ARM. ARM secret online flashing on your body. ARM secret online flashing on your body. ARM secret online flashing on your body. Malaysia Suriapo, night 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 flashing on your body. Good job. Now time. Alo paulen ni ne China ba na isome tapi ye kalau kasu doja ne China ba na
Hallelujah, hallelujah. Take on the moment. Chawra issue of it. After you know me, sit there, get an immigrant dog. Grow it in the road. After you know, Uroshi, not that person of the job. Be there and receiving people. Bria, there's no sons, they are in some portion. You need some school lesson. Divine service, and the kingdom of God. Russian Pashiki, almost on the good people of the Nakina, Russian Pashio. Russian National Window, I think, not that post on the Judy, Kuroi, Chitota, Pastor Daniel Muki. See, China, Gorgon, on the bureau. Russian National Window, I can not have Russian, look at the matter. Dana go, I mean, on that day, Russian, who will not want me to think. I don't want me to Namiari, or how come to say it. At the time, don't you like go? Russian, what to say, I mean, it'll be serious, so Russian, I should have been down. Kuchema, Kashia, Chimonato, PAC, do it. Siani, Tamaya, PAC, do it.
ဖျားရှိလို့ချင်းတော့ချင်းတော့ပြည့်တယ်နေမနာနဲ့ဒီလိုဒီတင်ပါပဲဖျားရှိကိုချပြပါစေခုချိန်မှာအာရှများနေပြီးတော့အလူမျိုးကိုကောက်ခံနေမှာပါတယ်အာရှများအလူမျိုးကောက်ခံတဲ့အချိန်မှာတန်ကျေကမာနေပြီးတော့ရာရှင်ကိုချင်းမှာပြောနေတာ
မှုတော်ပြန်မှာသူတဲ့ရတဲ့ကြောင့်မင်းအောင်တဲ့အောင်သူရှိလာတဲ့ပေါ့ဗျာကောင်းပြီတော့တာဒီတော့အရင်ကလာလို့ပေါ့ဗျာဆိုတာတော့သူ့တော်တော်ဘူးလို့တော့အကြောင်းနဲ့တော့ဒီလိုမှာဒီလိုမျိုးဆက်ဆက်တော့တာလို့အာမင်ရရှိကိုရှင်းပြပေးတဲ့တန်တီတူမလွယ်တူပါတယ်ရရှိရမယ်ပြဆက်လက်ပြီးတော့တွေ့တက်တာမှာရရှိကိုငယ်လာစီမံတဲ့ဘူစစ်စီကိုအောင်ကြည့်နေတာချပါစေအာမင်ကျမ်းအရာတူတိုင်းလဲရရှိရမယ်ပြီးတော့ကျွန်တော်ရဲ့စိတ်လုံးသားထဲမှာငယ်လာရရှိကိုကိုလိုချင်းမပြီးအစစ်မပြတ်ပြန်တဲ့စစ်ပဲဖြစ်တာဒီကိုရရှိကိုပါစေအာမင်ဒီဒီမှာပါရှာရီဒီကောပေးတဲ့အားရှိနေလူငယ်မျိုးစကားနဲ့ပေးတဲ့အဖို့ပါဝင်တဲ့ဒီတဲ့ကာရှိပေါင်းတာပါစေအလူငယ်ထားပါတဲ့ကာရှိစာမီတော့စီတိုင်းမျိုးနဲ့ကာရှိပေါင်းတာပါစေစာ30စာ60စာပြတော့အောင်းဒီနာကိုတာပါစေဒီမှာအနိုင်နိုင်တဲ့ကာရှိတမ်းကြကိုဆောင်ပါစေကျွန်တော်ဒီညစတင်ခုနကပုံရဲ့တော့လက်ချီတော့သုံးတက်လိုက်တော့လူကပုံတော့ဘူးဒီလိုပြန်နေကြဒါနဲ့ကျွန်တော်စိတ်ကပုံလာလဲဆိုတော့ဒီကကြံကျွန်းတော့ပြီးတော့ရတယ်ဒီကကြံကျွန်းနဲ့ပြီးတော့ရပါလားဆိုပြီးတော့တစ်စိတော့နော်ရရှိလာပြီးတော့ထမှန်ပြီးကောင်းကြီးချပေးပါစေအထူးကောင်းကြီးချပေးပါစေကျေးဇူးကောင်းပါအခုချိန်မှာကျွန်တော်ဇက်စီအနေပြီးတော့ခွင့်ရဒီဆိုတော့မှာဖြစ်ပါတယ်ကျွန်တော်လာစစ်တာဆို
ရှာမှာသူကစကားနဲ့ပြောနေတယ်သူကြတဲ့နိုင်ငံရောက်နေတဲ့ချိန်မှာဘာမှနိုင်ငံကိုပြန်မလားတတိယနိုင်ငံကိုသွားမလားဒီကြားထဲမှာစိုးတာနိုင်ငံကိုရောက်နေရှိတယ်ဟုတ်အဲဒီပြည့်တော်လို့ရရှိအာမီဒီကိုနေတိုင်းမှာရရှိဥပ္ပရောနေတိုင်းမှာရရှိလို့ခုကဲလို့ရရှိကိုဘုရားနဲ့ရတာပြန်တော့ဒီလိုဆိုရရှိပါစေခုချိန်မှာကျွန်တော်တို့အင်္ဂတာမှာနော်အားထုတ်ခြင်းနဲ့ရားဒီနာကျမ်းစာရေးခြေတော်မှာဒီရားဒီနာကိုဝေသွားမယ်ဆရာတော်ဆရာတင်တယ်ပါပဲတယ်လိုမွားလို့နေပြီးတော့လူလူတော့သွားပြီးတော့ဆရာမဘွားနေပြီးတော့ဟိုမှာပါပြန်ပြီးတော့ပြပါတယ်ဒီချိန်မှာ哈利路亚，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 阿门，这边，把我们方言起来，可是要搞Dr. Sharif Babu Cina Budaya, abis tu kalau mai ni. Di hari ini kami sengaja kita bertemu di Malaysia dengan Profesor Dr. Sharif Surya, di Dr. Profesor Jauh Tiang ini. Kau ini macam cile, ha利路亚，阿门，这边bantu lah tinggi cile. Ini kalau ada, tahu ni kalau bantu yang ini sebelum orang ini. Karena bantu lah dibantu ina asal kuliah, tu kan kita nak tanya. Kalau tahu ni yang dulu itu sekarang kita aku bantu itu cuma lah, jadi kunci masih. Jadi tu ni na zan masa pen zain siapa tahu ina bantu ngeniam cile. Banyak masuk ini yang bernama Bapak Federal Suro. Tahu ina tangin, kau pisu na tangin cile. Kalau lino, itu mah. Kalau lino di mana sumino kita ke. Kau pisu na tangin, aki sabzi, aki cinta ina ngeni. Kita orang ni pasti dia mereka tu pilih sebelah ni. Tu sisa ina pas kali apa ina bantu ngeniam cile. Jadi di sini siapa Bapak Federal Suro. Tahu ina tangin, Kalau lino di mana. itu pun tangin cile. Kita orang ni tak baru makin nama sumino. Kau kecil na tu kita kena pas kali yang bantu ngeniam cile. Dia ni mana cuma pasal dia tangkap tujuan. Tahu ina tangin. Kalau lino di mana. Naku temi tu maling kia yang Dia hasa. ni tu nama dia jauh apa? Tu ni nama ki atok na ima. Ayah na atok na pen. Kaya ay mana na. Aku ni pen kasi ngomi haleluya. Kita kita langsung pilih nak kau yang boleh kita pilih cuma ya, presiden. Bahagian sini toilah tangin. Ayah sudah, kalau lino di mana saja. Our Lord is coming. Ini syukur yang ada. Yesus mai ni citu ni. Ini syukur yang ada sudah tahu kita ya. Ane Yesus ani vena upai na tu ikut dia. Ini syukur yang kita cakap Cina pada bulan ini, bulan Cina. Masa ina Rumah ini. iteng acian lai pom piji ma bagina. Cina tinggal sebenarnya. Aci tak teng agaknya kena kam no teng cian i mai na lum na ni. Itu sahaja dunia ni. Itu kita ada kita malah bantar ya. Ayah benar tua kalian itu teng kam pen i cete ale pen. Sudah jangan jangan tekuk, jangan tekuk tu. Jadi rumah tangga masih. Kalau dah mak mak Ini ini. air jadi rumah tangga ya. Balik Adventist home cipen. Jadi tinggal ini tahu susah. Sebenarnya Adventist kah himaya muda ni. Di jauh jauh. Tinggal mesti kita tiga. Kau papa ina sebenarnya tena Adventist home cipen ki suami. Banyak orang sebenarnya di nyalici tinggal sudah di segala mana kita tahu sudah jago terus yang mana so ini masih deh. Tinggal itu. Ibu kai lalu yang le kau kai dua. Yesus itu bayi cipen nela suami tu. Jangan yang itu asal di cuma mana saya lagi masuk ke dalam Ayah ina sebenarnya suami maniam tua Adventist home cipen tum cita ken tum saing. Tapi kalau dia ada home sekarang ada ada people that are itu sekarang ni. Bahaya cile Yesus ani vena angah tehin kuat cita mau kita haleluya. Banyak orang sekarang ini sekarang ada yang sudah kita cuba ni dua sugi nanti macam tu mana. Dapat Yesus bayi di pen. Acu pi mak male ete hitang ko ay mana.
ကယ်ကျွန်တော်ချင်းကအရေးကြီးတဲ့ကဲတော့ကျွန်တော်လည်းပြောတဲ့ဒီစကားဖြစ်ပါတယ် 7-day Adventist e ပေါ်လတော့တဲကလေးကြီးလမ်းတန်းနာခါအဟိ တတော်တင်းသူဒီတဲ့တခြားသောဒီတဲ့ဒီချက်က တော့ပါစုအနိဗေနာအောင်ကြီးလာနာအလာเป็นเตอีนาเปคุยนาที่ปีกสมานมาเอ တကယ်ချင်းဆိုရင်ကျွန်တော်ချင်းကိုမျောနေတဲ့လူတွေဆိုတာကျွန်တော်တို့အတင်းတွေဒီကဲဖြစ်ပါတ เอ ယ် เวลาที่จูเป็นอีบอลโกมีหรอวะ ဒီเจ้าရမှာကျွန်တော်တို့ပုံပြီးခေါ်ရရဖို့ပါဘူး ลายเส้นทุกส่วนน่ะอมอกิ ကျမ်းစာမှာအတိအကျခေါ်ရရဖြစ်ပါတယ် อันนี้เวลาผมไปกีนี่จีตกิไซกัมมาเป็น တပတ်ကျောင်းပြီးဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့ကျမ်းစာမှာဆိုရင် ทุกคนทักษะ ဒီနေ့မှာဆိုရင် ลายเส้นทุกเสียงเต้นอ่ะตัวเลสนาไม่บอกผมอีจีบอ အချိန်ပေါင်း1500ကျော်ရတာဖြစ်ရှိရတယ် ตัวไอ้แบบนี้จริง အဲ့ဒါကဘာလဲဆိုတော့ ลายเสียงทุกคนทักอวาร์สเกมเปล အဲ့ဒီဒုတိယကျမ်းချက်တွေအားလုံး อวาร์สเกมเปลวาร์สส่งมีเลนาเต้อมไปกีนี่จีอ่ะอากิส่งมีเลนาเต้อมไปกีนี่จีอ่ะปัสเซซุยอ่ะผมกำเชียนไหนฮาเลลูยา အဲ့ဒါလေးဒီကျမ်းပိုင်းကိုအငယ်15ခုမြောက်တဲ့15ခုမြောက်တဲ့တကယ်ကြီးကြွလာအောင်လို့ဆိုတဲ့ကျွန်တော်ကပြန်ပြီးတော့ထပ်ပြန်ပြီးတော့ repeat ဒီမှာလေ เป็นทางเลยนะเซซุไปกีนาเป็น အဲ့ဒီမဟုတ်တကယ်ကြီးပြန်ကြွလာခြင်းဟာ ไททัสอันนี้นี่อันเดียวส่งในจุงซัว တိတုခန်းကြီးနဲ့အများအငယ်15ခုမှာဆိုရင် ตัวเด็กแบบเชียนสิเนี่ยมาเป็นเลสเซ็ตปุ๊บจี ဒီကရှိတဲ့မျိုးလေးချင်းဆိုပြီးတော့ခေါ်ရတာလေ แล้วเป็นนาจุกาฮาเลลูยา ဒီကရှိတဲ့ นาจุกาจุกาบางครั้งอีลาเป็นนาเป็นตัวนี้นะตัวเซซุอมไปกีกีฮาเลลูยา ဘာသာရေးတကယ်ယေရှုပြန်ကြွလာတဲ့ကြောင့်ဖြစ်ပါလေ ไอ้ยังเซซุเป็นเองไงสุดเลยเองก่อนผมมึงนะผมไปฟังลูกหมอไอ้เตี้ย ကျွန်တော်ထင်တယ်လို့တကယ်ယေရှုကကြွလာမှာမဟုတ်ပါဘူး มีตามปีตะกินะบางเชียนสิเนี่ย လူများကဘာပြောလဲဆိုတော့ ก็แล้วเต็มมาเป็นขนาดมันเลยแต่การเซซุอมไปมีแล้วกี่ทีอ่ะ ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ငယ်ကျွန်တော်ဖို့ဖို့ပြောခဲ့တာလေ ลูกไปไหนลูกจีนมาท่านเองนี่ไอ้หาเนี่ยอุตินาเต ဒါလေးနဲ့လေ ปีตามันสร้างอันนี้ขาดแล้วสองมีอะไรอ่ะ အခန်းကြီး1အငယ်24မှာဆိုရင် มีแต่แก้เปล่าลงปากว่าอามาเตมีท่านนาแก้เปล่าดังละกับปากปะฮีลงปากกุลินปากเตปลาไอ้อากินเต้าปากกำมาก็คิดต่อตัวนี้จี ဒီလိုဆိုရင်တော့ဒီဖြတ်ကြီးရဲ့ဒီစကားကနော်အစီအမြဲပဲတည်ရှိပါတယ်ဒါပေမဲ့ဒီလူတွေရဲ့ဘုဒ္ဓကိုယ်တွေကနော်မျက်တိတဲ့တို့ကျွေပြောက်လာဆိုပြီးတော့ပေါ်ရထားပါတယ် ก็แกนนำมาเนี่ยเลยอีปัสเซติกรรมมาเตเป็นมิงเตต้องไปก็มาเนี่ยไอ้เนี่ยอากรรมมาเป็นองค์ตางตุงเปียมฮี အဲ့ဒါတော့ဘာလို့ဆိုတော့နော်ဒီကျမ်းစာမှာပြောတဲ့ຢာအားလုံးကပြည့်စုံလာမယ်ဆိုတဲ့လေးကိုဖြစ်ပါတယ် ก็เลยนะอีเยซูเป็นองค์ไปกีตัดตันนี้ ။ဒါကြောင့်တကယ်ယေရှုကသူနဲ့တကယ်ပဲကြွလာမှာဖြစ်ပါတယ် ဇောလရင်ဆောင်းလီအနေနဲ့ပတ်ပနိနာချုံအစ်စင်ချယ်နာ ။ယောကုရဲ့ခန်းကြီးစရိတ်နဲ့ပြည့်ရတော့မှာ โลกยาลีนามุนกဘောလီမာ ဒီတော့အတွက်နေရာပြည်ထားတယ် โอคิเจนาလုံးတဲ့ကောင်လာဒီ ။ဒီ ကြီး လို ကြီး ကိုပြန်ပြီးတော့ခေါ်ဆောင်မယ် ကောင်ไปกีဒီကြီးကြီး ။ပြန်လာခဲ့မယ်ဆိုတော့ပြောထားပါလေ องค์ไปกีခတ်တီဒီကြီးကြီးလော ။ပြန်လာလိမ့်မယ်လို့ပြောထားပါဘူး องค์ไปกีเตမောဒီ ။ ကြီး ပြန် အား လာ လေ မယ်ဆိုတော့ပြောထားပါလေ ก็เลยนะที่ถูเต็งเลยสุดเจนะตั้งถูกันเสียเต้นบางทีเยอะจีเลย ။ဒီကနေ့ပဲပြီးတော့ဒီကိုကြီးတော်ရလို့ပြောလို့ဆိုတော့ นี่เป็นยูนาเต้ยิงเงินอาการโรแมนติกวิวมาเห็นเจ๊ ဒါယူနာရဲ့ယာစနဲ့ကြည့်လို့ဆိုယူနာရှိနဲ့ကြည့်လို့ဒါကတော့ဒီချစ်ဆရာဘယ်လိုပြောလဲဒီချစ်ချင်းနဲ့ဆိုင်တဲ့နော်ဒီသတိစားတဲ့ဆိုင်တဲ့ကြောင်းရဆိုတော့ပြောကြပါလေ ตั้งว่าขนาดนุ่มมาเฮล่ะ လူတွေကအဒီမှာကိုတွန်းပြီးတော့လည်းပတ်တယ် ที่ว่าไอ้นะที่เต้นี่นะที่ทุกที่มี အဲ့ဒါသဘောတူပြီးတော့လည်းထပ်ပြီးဆိုပြကြတယ် อามาเวลาที่ทุกที่เจนะตั้งว่าเป็นเจ้าที่เป็นเนี่ย အဲ့ဒါသဘောတူလည်းခဏလေးလူပြိုကဒီခါလေးဝမ်းသာတယ်လို့ ที่ ပြောတယ် ตุ้งเจนะอาป้าเบียร์บางเงินนะ အိမ်မှာဘယ်လိုအဖြစ်မှပြန်ပြီးတော့ပြောကြတယ် ว่าที่เจนะอันอีกว่ามีเต้เบียร์อาเกนที่เจนะ အဖေစီမှာတင်ပြပြီးတဲ့ခါကျတော့ ตัวอาศัยดีก็เอาหน้าดีบุญเป็นเพราะจับเป็นพวงหิ အဲ့ဒီသူနေမဲ့အမျိုးသမီးနဲ့နေထိုင်တဲ့အိမ်ကိုသူတို့မျိုးကောင်းကောင်းပြင်ဆင် เอา တယ် เต้นุ่มปาสอนดีบุญวันตัดหาดีบุญไล่แล้วแต่อาบอลนั่นดีนะตัวบุญว่าเฮ้ยแต่เป็นอาบอลอะไรอย่างนี้ အဲ့ဒီအတူတူပထမဆုံးဒီအိမ်ที่မဲ့ကျတော့တော်တော်လေးလာပကပြင်ဆင်ထားတယ် ตัวไว้ถึงอาศัยปีกิจยังนะ အဲ့ဒီအိမ်မှာအားအစီအစဉ်သားလို့ခိုင်းဆိုရင်
อาซีเกียร์เราไปนะ เอ็งทำพี่แม่ดูว่าเอ็งทำพี่แม่ดีไม่ได้สินะ อะไรนะไปนะอาซีเกียร์เราไปนะอาซีเป็นของลาฮี ตัวเองตัวเองมาแล้วพี่น้องอันนี้พี่ไม่รู้นะเนี่ยนี่คนละแค่เด้ ก็เลยตัวอาซีนะอัปสาวเป็นอาวัวมอของเพียง อันนี้เราพนักงานเราเนาะอันนี้ที่ก็ไอ้เรื่องบอกว่าอันนี้ โอ้ สิ โห นะ เด็กเลยนะว่าแต่ที่เราอัปสาวไปนี่เป็นเรื่องอะไร โน้ตอันนี้สิว่าผมพูดพี่เราตัวเราไม่ส่งพี่เราดีไหม ก็ว่าไงนะ ดูเอ๊ะ เยซูคริสต์เป็นอีปัสสาวะ แต่ที่เยซูเป็นรู้ยังแต่รู้ตามที่มาเนี่ย Amai na ete to au iyo ko na ina uno tas pa kia ko bola ตัวจริงเราเนี่ยตัวนี้พูดอย่างเงี้ยพักเราอีมาอีดูเขาไม่ได้สินค้าเลย tu ni chiang no အခုချိန်ထိ Jesu na mun ni ki chi unai ki chi lo hi အိမ်ဒီဝရတဲ့အိမ်စီစီဖြစ်နေမှုနေရာမှာ ma pa le sa ke chi te wa lo hi ဒီလိုရဲ့ဒီကတော့ဘာမှမတူပါဘူးလို့ to ပြောတယ် na ki ni na Jesu pe mun mo ta ka bo ki che da on pai pe mo di ni chi te tu ဒီ ni ယေ na ရှုကအိမ်ကောင်းကလေးပြည်စီပြီးတော့ကျွန်တော်တို့ဒါမှဆိုတာသိချင်ပါတယ် Jesu pa ki ki pe tu kun ta ka Christian te na ma chi ta ki na na wa sa hi အဲ့ဒီအကြောင်းအရာကိုသူတို့မှာအသက်ရှင်ခဲ့တဲ့သူကကျွန်တော်လေးကိုလက်မျိုးလေးဖြစ်ပါတယ် ai ai na ki te na ma la ma a ki a ka a hun ni la ya le Jesu na no thei lo pa ki thei ni chi mo ki mo to ဒီလားဘလောက်ပဲမျိုးလေးဖြစ်ဘလောက်ပဲဆိုတာတဲ့အချိန်နဲ့ကြတော့ဖတ်လို့ရပြီဆိုတော့ဒီဒီ ko na hun pai to na အဲ့ဒါနဲ့တစီးတစ်စီးကို Edi zama kimpo ina ဒီငါရဲ့ဘုံကြီးမှာ mite una na na pero kiama အဲ့ဒီတရေကျွတ်ချင်းပတ်သက်လို့ဒီတော်လေးကိုဆက်ပြပြီးတော့ ama te na Jesu pai ki tin pen ama ngai suna to ni ko ta hi သူတို့ဒီချက်တိုင်းပဲသူတို့ပြောကြတယ်ဒီလို ko yo le na tha ni wa hiao chi le အဲ့ဒီကျတော့သူတို့ဒီချက်ဒီလိုပေါ်လာတယ် Jesu pen atta ki na on pai lo lo ni တကယ်ရှိကကိုကနာသူ့ရဲ့ပုံကကိုနာမလာတော့ isi un chia ni na Jesu on pai ni li အဲ့ဒါတကယ်ရှိကျွန်တော်တက်ရှိကျွန်တော်ဒီလိုကတကယ်ရှိကျွန်တော်ရှိပါတယ် ta na ite isi te le tu abe e ya ni na le tu abe ya Jesu on pai ni li အဲ့ဒါကျွန်တော်ဒီဆုံးတဲ့ခါကျတော့တကယ်ရှိကျွန်တော်ရှိတယ် ta ba chu ni hiao chi le အဲ့ဒါဘာရေးကြည့်လဲဆိုတော့ ni ta ka par quitri chi na ဘာသာ3ဆိုတဲ့ဒီဒုတိယဘော ba င်း le le ki ka muna ဒီကောင်းနေတဲ့ဒီ Dite akate amak na mun pe သူရဲ့စုဝေးနေတဲ့နော်ဝိညာဉ်စုဝေးနေရ to na ngai sunna amawi ngai sunna pa na ko tong te amate na 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 don to hi သူတို့ရဲ့ထင်မြင်ချက်တွေကိုအဲ့လိုမျိုးပေါ်ပြကြပါမယ် na kano na rapchia chi na asima misian yo te ki la to na bo no on po to အဲ့ hi လိုမျိုးထင်မြင်ချက်တွေဒီစီဒီတိတ်ဆိတ်ဆိုပေါ်လာချင်းဆိုတာလည်းပေါ်ခဲ့ပါလေ ai na ite sama to ina အဲ့လိုတဲ့တိုင်း rapchia ichi asima la ki chi pe တိတ်ဆိတ်ဆိုပေါ်လာချင်းဆိုတဲ့အရာအဲ့ဒါလား Jesu pai ki ni pe guta mangina on pai ni achi to pe ahi lo na ma ana ki la ahi lo အဲ့ဒီတိုင်းတကယ်ရှိသူတို့ကနာမည်ကြောင့်သူတို့နေတဲ့ထင်မြင်ချက်တွေပြီးတော့အဲ့ဒီလည်းဒီ Lo se pai ni lo na iti ki lo hai ka ni on pai အဲ့ ni ဒါတခုမဲ့နာမည်စနာကတော့အဲ့လိုမျိုးတော့တခုမဲ့ကျွန်တော်မပြည့်တဲ့ချိန်မှာတခုမဲ့ကျွန်တော်မပြည့်တဲ့ချိန်မှာတကယ်ကျွန်တော်ကြွ iti ki lo hai ka ni on pai ni ai ma na ku ni na he adventis na ato tu ya ki ni na ki ni ya hallelujah အဲ့ဒါကျွန်တော်အမေကစနေမမျော်လင့်တဲ့ချိန်မှာအစဉ်ပြေဖြစ်တဲ့ချိန်မှာဒီလိုကြမ်းဖြစ်တဲ့တော့ငါကကျွန်တော်တို့ဒီ connected ရဲ့ဒီကတည်းကခုပြပါလေ